ကဲလမ်းပေါ်မှာရှောက်သွားနေရင်ကို့မျက်နှာကိုကင်မရာကနေအမြဲတမ်းစောင့်ကြည့်စစ်ဆေးနေတဲ့ဆိုတဲ့အတွေ့အမျိုးကဘလို့ခံစားရစီလဲ UK မှာတော့ရဲတပ်ဖွဲ့ရဲ့ဒီလိုမျက်နှာမှတ်သားစစ်ဆေးတဲ့နည်းပညာကိုတရားရုံးချုပ်ကအပြုခွင့်ပေးလိုက်ပါပြီဒီဆုံးအဖြစ်ကကျွန်တော်တို့ရဲ့ကိုရေးကိုတာလွတ်လပ်ခွင့်အတွက်ဘလို့အဓိပ္ပာယ်တက်ရောက်နေတယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဆိုတော့တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကတော့တော်တော်လေးပြတ်သားခဲ့ပါတယ်လူခွင့်ရေးဆိုင်ရာစိုးရိမ်မှုတွေကိုဘေးဖယ်ပြီးဒီနေပညာကိုတနိုင်နှလုံးအတိုင်းအရနဲ့အတုံးပြုဖို့ရဲတပ်ဖွဲ့ကိုအစိမ်းရောင်အလင်းပြလိုက်တာနဲ့အတူတူပါပဲကဲဒီနေ့မှာတော့ဒီငင်းပွားမှုရဲ့အရင်မဲ့ကနေစားပြီးတရားရုံးကဘလို့ဆုံးဖြတ်ခဲ့တယ်ပြီးတော့အဲ့ဒါကအများပြည်သူအပေါ်ဘလို့တဲ့ရောက်နိုင်မလဲဆိုတာကိုသစင်ချင်းစီဆွေးနွေးသွားကြပါမယ်ဒီပြဿနာရဲ့အရေးမဲ့ကိုကြီးလိုက်ရင်အထူးကအချက်ကြီးနှစ်ခုတွားတိုးနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့များပြည်သူရဲ့လုံခြုံရေးနဲ့ကျွန်တော်တို့တဦးချင်းစီရဲ့ကိုရေးကိုတာလွတ်လပ်ခွင့်ဒီနှစ်ခုကြားကပဋိပက္ခပါပဲဒီနေရာမှာအမြင်နှစ်ခုကလုံးဝကိုထိတ်တိုက်တွေ့နေတာပါရဲတပ်ဖွဲ့ဘက်ကတော့ဒါဟာရာဇဝမှုတွေကိုနှိမ်နှင်းဖို့တရားခံပြေးတွေကိုဖန်ဖို့အတွက်တကယ်ကိုအားကိုးရတဲ့လက်နက်တစ်ခုလိုမြင်နေတာပါဒါပေမဲ့လူအခွင့်အရေးလှုပ်ရှားသူတွေကတော့ဟာမဟုတ်ဘူးဒါကအစိုးရကပြည်သူတွေကိုအချိန်ပြည့်စောင့်ကြည့်နေတဲ့အဲ့ဒီ Big Brother လို့အခြေအနေမျိုးကိုရောက်သွားနိုင်တယ်လို့ပြင်းထန်ထန်တတိပေးနေကြတာပါဒီလိုအငင်းပွားနေကြရာကနေတကယ်တရားရုံးရောက်အမှုအခင်းတစ်ခုဘလို့ဖြစ်လာတာလဲအဲ့ဒါကိုကြည့်ကြအောင်ဒီအမှုကလူတယောက်ရဲ့ဇလန်းကနေအစာပြုခဲ့တာပါဇလန်က Ed Bridges ဆိုတဲ့တာမန်နိုင်ငံသားတယောက်စီကစားတာပါသူဟာ Christmas ဈေးဝယ်ထွက်ရင်ကြင်လက်နဲ့ရောင်းဝယ်မှုကိုစန့်ကျင်စန္ဒပြရင်နောက်ကကြင်သူ့ရဲ့မျက်နှာကိုရဲတပ်ဖွဲ့ကနေအတိမပေးပဲ scan ဖတ်ခဲ့ပါတယ်ဒါဟာသူ့ရဲ့ကိုရေးကိုတာနယ်ပဲကိုကျူးကျော်တာပဲလို့ခံစားခဲ့ရတာကြောင့် Liberty ဆိုတဲ့လူခရီးအဖွဲ့ရဲ့အကူအညီနဲ့တရားရေးရစင်ခေါ်ဖို့ဆုံးဖြတ်ခဲ့တော့ပါပဲဒီမှုရဲ့အဓိကဥပဒေအချက်က Article A လို့ခေါ်တဲ့ကိုပိုင်ဘဝလွတ်လပ်ခွင့်ပါပဲအလွယ်ပြောရရင်ကျွန်တော်တို့ပန်းညင်ထဲမှာပဲဖြစ်ဖြစ်လမ်းပေါ်မှာပဲဖြစ်ဖြစ်အများအားပြည်သူနဲ့ဆိုင်တဲ့နေရာမှာရှိနေတာနဲ့ပဲအစိုးရကကိုကြိုက်တယ်လို့စောင့်ကြည့်လို့မရဘူးဆိုတဲ့သဘောပါပဲလူတိုင်းမှာမမြင်နိုင်တဲ့ကိုပိုင်နိုင်နေမိတခုရှိတယ်နဲ့ဆိုတဲ့အယူဆပေါ့ Liberty အဖွဲ့ကတော့ဒီနီးပညာကိုဒိုမီနိုလိုပဲမြင်တယ်ပထမဆုံးကိုရေးလွတ်လပ်ခွင့်ပြိုလဲသွားမယ်ပြီးရင်လွတ်လပ်စွာဆန္ဒပြခွင့်လိုမျိုးတခြားအခွင့်အရေးတွေပါလိုက်ပြိုလဲသွားနိုင်တယ်လို့သူတို့ကစိုးရိမ်နေကြတာဘာလို့လဲဆိုတော့ကိုဆန္ဒပြနေတာကိုအစိုးရကအလွယ်တကူမှတန်းတင်နိုင်တယ်ဆိုတဲ့အတွေ့ကလူတွေကိုတွန့်ဆုတ်သွားစေနိုင်လို့ပါပဲအဲ့ဒီတော့ဒီလောက်အငင်းပွားနေတဲ့အချက်တွေကြားထဲမှာတရားသူကြီးတွေကဘလို့ဆုံးဖြတ်ခဲ့လဲဘာကြောင့်ဒီနည်းပညာဟာတရားဝင်တယ်လို့သတ်မှတ်ခဲ့တာလဲစัจကြကြရအောင်တရားရုံးရဲ့အဓိကယက်တီချက်ကတော့ရှင်းလေးပါပဲသူတို့ကဥပဒေအသစ်တွေထပ်ထုတ်ဆရာမလို့အခုရှိနေတဲ့စီမင်းစည်းကမ်းတွေနဲ့ပဲရီတပ်ဖွဲ့ကဒီနည်းပညာကိုအလွယ်သုံးစားမလွန်အောင်ထိန်းချုပ်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်ရဲဒီဘက်ကတရားရုံးကိုဘယ်လိုစိတ်ချအောင်ရှင်းပြခဲ့လဲဆိုတော့သူတို့ရဲ့လုပ်ငန်းစဉ်ကအရန်ကိုတိကျတယ်ဆိုတဲ့အချက်နဲ့ပါပဲသူတို့ကလူတိုင်းကိုစောင့်ကြည့်နေတာမဟုတ်ပဲတန်တရားရှိသူတွေပျောက်ဆုံးနေသူတွေရဲ့ watch list လို့ခေါ်တဲ့စောင့်ကြည့်ဇယင်းနဲ့ပဲတိုက်စစ်တယ်အရေးကြီးဆုံးကတော့အဲ့ဒီဇယင်းထဲမှာမပါတဲ့တာမန်ပြည်သူတွေရဲ့မျက်နှာချက်လက်တွေကိုချက်ချင်းဖြတ်ပစ်တယ်ဆိုတဲ့အချက်ပါပဲဒီအချက်ကတရားသူကြီးတွေအတွက်အဆုံးဖြတ်ပေးရမှာအတော်လေးအရေးပါခဲ့ပါတယ်ကဲတရားရုံးကတော့ဆုံးဖြတ်ချက်ချပြီးသွားပြီဒါပေမဲ့အဲ့ဒီဥပဒေစကလုံးတွေကနေကျွန်တော်တို့လိုတာမန်လူတွေရဲ့နေစဉ်ဘဝပေါ်မှာရောဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်လဲအဓိကအကြောင်းတဲ့အရှင်းလင်းဆုံးအချိုးဆက်ကတော့အခုဆိုရင် UK တနိုင်ငံလုံးမှာရှိတဲ့ရဲတပ်ဖွဲ့တိုင်းကဒီနည်းပညာကိုတရားဝင်အသုံးပြုခွင့်ရသွားပြီဆိုတာပါပဲဒီတော့မလွဲမရှောင်သာမေးစရာဖြစ်လာတာကကျွန်တော်တို့လမ်းပေါ်ထွက်လိုက်တိုင်းကို့မျက်နှာကိုအစိုးရကကင်မရာတွေနဲ့အမြဲတမ်းစောင့်ကြည့် scan ဖတ်နေတော့မှာလားစာအုပ်တီထဲမှာပဲဖတ်ဖူးတဲ့စောင့်ကြည့်ခံရတဲ့လူအဖွဲ့အစည်းဆိုတာလက်တွေ့ဖြစ်လာပြီလားဒါပေမဲ့ဒီတရားရုံးဆုံးဖြတ်ချက်ကဇလန်းရဲ့အဆုံးသတ်တော့မဟုတ်သေးပါဘူးတကယ်တော့ဒါကအစပဲရှိပါသေးတယ်ဒီနေ့ပညာနဲ့ပတ်သက်တဲ့တိုက်ပွဲကရှေ့ဆက်ဘဲကိုဥတည်နေမလဲဆိုတာကြည့်လိုက်ရအောင် Liberty အဖွဲ့ဘက်ကလည်းလက်ရှော့မဲ့ပုံမရှိပါဘူးသူတို့ရှိနေပြောသွားတယ်လို့ပဲဒီဆုံးဖြတ်ချက်ကိုသူတို့လုံးဝသဘောမတူဘူးနောက်ထပ်ဘာဆက်လုပ်မလဲဆိုတာကိုစဉ်းစားနေတယ်လို့ဆိုပါတယ်ဆိုတော့တရားရုံးတိုက်ပွဲကရှုံးနိမ့်သွားနိုင်ပြီမဲ့ကိုရီးယားလွတ်လပ်ခွင့်အတွက်တိုက်ပွဲကတော့ဆက်ရှိနေဦးမှာတည်ကြပါတယ်နောက်ဆုံးတော့ဒီကိစ္စကြီးတစ်ခုလုံးကကျွန်တော်တို့ကိုအခြေခံကြတဲ့မေဟွန်တစ်ခုစီပြန်ခေါ်သွားပါတယ်ပိုပြီးလုံခြုံတဲ့လူခွဲစီတစ်ခုအတွက်ကျွန်တော်တို့တူးချင်းစီရဲ့ကိုလေးလွတ်လပ်ခွင့်ကိုဘလောက်အထိဘလက်တိုင်းတာအချီစတေးဖို့အတင်းရှိနေကြတယ်လေဒါဟာဒီနီးပြီးနာအခင်းမှာကျွန်တော်တို့အားလုံးအတူတူအဖြစ်ရှာရမယ်မေဟွန်တစ်ခုပါပဲ